တော်တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ကြောင်တွေမပြောပြချင်ဘူးကဲလို့မြကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ကြောင်တွေမပြောပြချင်ဘူးငါမလို့ဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမချေရတို့ဝေးသွားရင်မလွယ်ဘူးချေရင်မောင်နေတဲ့လမ်းမှာထပ်မှငါတယောက်တည်းယူတကယ်ဝေးသွားရင်ခံစားရမယ်ပျော်ရွှင်ခဲ့တို့ရဲ့တိတ်တွေငါမမေ့သေးဘူးညဝင်လာလိုက်ပြန်ထွက်လိုက်ရင်ကိုဓာတ်နဲ့ထပ်ထပ်ဆိုင်ဒါကိုလက်ခံထားရ